တော်လိုင်းတာဝန်များကိုထမ်းဆောင်ရင်းမိုးပြဲပြည်သူကာကွယ်ရေးတပ်ကျွဲကြိုတက်ခွဲမှရဲဘော်ကျော်နိုင်ကြာဆုံးခဲ့အာဇာနည်သူရဲကောင်းတွေကိုအလေးညီပြုခဲ့တဲ့ရဲဘော်တယောက်ကသူကိုယ်တိုင်အာဇာနည်ဖြစ်လာလိမ့်မယ်လို့ဘယ်တွေးထားလိမ့်မလဲ2025ခုနှစ်ဖေဖော်ဝါရီလ29ရက်နေ့နေ့စွဲမှာကျွန်တော်တို့မိုးပြဲ PDF 1331တက်ရင်ကျွဲကြိုတက်ခွဲရဲဘော်တွေရဲ့ရှင်ဘတ်ထဲမှာလုံးဝမေ့ဖြောက်လို့မရတဲ့နောက်ထပ်၈ဦးမြောက်အာဇာနည်သူရဲကောင်းတူကိုမြေချခဲ့ရတယ်။အနေအေးသလောက်သွေးမအေးတဲ့စိတ်ဓာတ်တွေနဲ့ငါတို့အားလုံးအောင်ပွဲတွေအတွက်အသက်ကိုပါစတေးခဲ့တာကိုတော့ငါတို့မလေးစားမဂုဏ်ပြုဘဲနဲ့မနေနိုင်ဘူးရဲဘော်ကြော်နိုင်ရေးငါရှိနေသည်ငါကင်းမပေါက်စီရဘူးဆိုတဲ့ပြင်းပြတဲ့ခံယူချက်တွေနဲ့မင်းပြောနေကြစကားတွေကိုတော့ငါတို့ရင်ပတ်ထဲမှာဆွဲဆွဲမြင်းမြင်းမှတ်မိထင်ကြံနေပါသေးတယ်။တင်သွားလို့ရသွားနိုင်ပါပြီဆိုတဲ့အမိန့်ပြန်တန်းစာကိုတော့ငါတို့မကြားကျင်တော့တာတော့အမှန်ပါပဲရဲဘော်ကြီး။ဒီတော်လန်ရေးခရီးတစ်လျှောက်လုံးမင်းစူးစမ်းခဲ့သည်မြမင်းပင်ပန်းခဲ့ရတာတွေပေးဆက်ခဲ့ရတဲ့အမှတ်တရတွေနဲ့တမိုင်းကောင်းတွေကိုငါတို့နဲ့မင်းချစ်ရတဲ့သူတွေကိုတမိုင်းတွင်နိုင်ခဲ့ပါပြီငါတို့ဆက်ပြီးအာတင်ထားရင်ပြည်သူအောင်ပွဲရတဲ့အထိငါတို့လူငယ်တွေရဲ့အသက်ပေးဆက်မှုတွေနဲ့တန်အောင်အဆုံးထိတွားနေအောင်ပါကွာတာဝန်ကြီးတာထက်ပိုလွန်ခဲ့ပါတယ်မင်းရဲ့ပေးဆက်မှုတွေအတွက်အမြဲတမ်းဂုဏ်ယူရင်းအလေးညီပြုလိုက်ပါတယ်ရဲဘော်ကျော်နိုင်ခေါ်ရဲဘော်နိုင်ဘူး2025ခုနှစ်ဖေဖော်ဝါရီလ29ရက်နေ့မှာအကြမ်းဖက်ဆရာနာရှင်ကိုခုခံကာကွယ်ရင်းမိုးပြဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ကျွဲကြိုတက်ခွဲကိုပိုင်အမှတ် P3 10010272ရဲဘော်ကျော်နိုင်ခေါ်ရဲဘော်နိုင်ဘူးဟာတော်လိုင်းတော်ဝင်များကိုထမ်းဆောင်ရင်းရှေ့တန်းတိုက်ပွဲမှာမြင့်မြတ်စွာအသက်ပေးကြဆုံးသွားခဲ့ရတာပဲဖြစ်ပါတယ်မြင့်မြတ်ချင်းကျဲနှစ်မြင်းဆောင်25ရဲဘော်နိုင်ဘူးအနေအေးတဲ့ကျဲတပွင့်စကားနဲတဲ့ကျဲတပွင့်အားကိုးရတဲ့ကျဲတပွင့်အစားထိုးမရတဲ့ကျဲတပွင့်ငါတို့တက်ခွဲငါတို့နှလုံးသားထဲစွဲကြံရစ်တဲ့ကျဲတပွင့်အခုတော့ငါကောင်နိုင်ဘူးကြီးရေတနက်တစ်ဖက်နဲ့လမ်းတွေထဲတီးလက်စကတာနဲ့ငါတို့ကိုထားနှုတ်မဆက်ပဲမင်းထွက်သွားခဲ့ပြီမိစ္ဆာရှင်တန်းတော်လန်ရေးလမ်းမှာစစ်ခွေးကိုအသက်ပေးတိုက်ကဘာမကြေသွေးနဲ့တမိုင်းရေးပိုက်ခဲ့ပြီမင်းတာဝန်ကြီးပြီမင်းတာဝန်ကြီးခဲ့ပြီနိုင်ဘူးကြီးလင်းလင်းလက်လက်ကောင်းခင်ထက်မှာအိတ်ဆက်အနားယူပါတော့မောပန်းသမျှတွေပြေးပါစီတော့အာနာရှင်မရှိတဲ့ဘုံဘဝမှာမင်းထာဝရပျော်ရွှင်ပါစေတော့နိုင်ဘူးကြီးကြပြားဆရာတချို့ကမင်းကိုမြင့်မြတ်ခြင်းကျဲလို့တင်စားလိုက်မယ်ငါတို့တခွဲမှာတော့မင်းကအစားထိုးမရတဲ့ကျဲတတိယတိုင်းဥညွန့်တန်းတမယ်ငါတို့ထာဝရအလေးပြုတယ်ငါတို့ရင်တွေအခါခါနာရတေခွဲရှင်ခွဲငါတို့ဘဝတွေထဲအနာဂတ်လင်းဖို့ငါတို့နှလုံးသားတွေအမောင်ချခံရတယ်အာနာရှင်အမြင့်ပြတ်မှငါတို့လူငယ်တွေလူငယ်နဲ့တူအောင်နေရမယ်ရှင်တန်ကြံရစ်သူငါတို့မှာတာဝန်ကိုစီထမ်းရအောင်မယ်သွေးကြွေးပြန်ယူတော်လန်ရေးအောင်လန်ထူတဲ့အခါမင်းကြိုက်တာတွေယူပြီးအာဇာနည်ဗိမာန်မင်းအုပ်ကူစီငါတို့လာမယ်ငါတို့နိုင်တဲ့အကြောင်းရင်ဘတ်နဲ့လှုပ်လို့ငါတို့နှလုံးသားနဲ့မင်းကြားအောင်ပြောမယ်ငါတို့အတူပျော်ကြမယ်ငါကနိုင်ဘူးရေလာမင်းညိုအင်းလေးဝမ်းနဲ့ကြည်ခွဲခြင်းများစွာနဲ့ရေးဆက်ခဲ့သည်
တန်ဖိုးရှိတဲ့ကျဲမြင့်မြတ်တဲ့ကျဲအစားထိုးမရတဲ့ကျဲတဲ့ဒီຫນွေဦးဟာဆုံးရှုံးမှုတွေကြီးမားလာပါလားတန်ဖိုးရှိတဲ့လူငယ်တွေရဲ့အသက်တွေများစွာပေးဆက်နေရပါလားဝမ်းနည်းစရာကောင်းတာတွေစိုးနှင်းစရာကောင်းတာတွေဟာဒီအာနာရှင်အမြင့်မပြတ်သေးကတော့ကျွန်တော်တို့နေ့စဉ်ကြုံတွေ့ခံစားနေရအောင်ပါပဲဒီလိုကြုံတွေ့ခံစားရမှုတွေအမြန်ဆုံးပြီးမြောက်အောင်မြင်ဖို့အတွက်ကျွန်တော်တို့ဟာဒီຫນွေဦးတော်လှန်ရေးအောင်မြင်ဖို့နဲ့ဒီဖက်စစ်အကြမ်းဖက်စစ်မိတ်စာတွေကိုအမြင့်ပြတ်ချေမှုန်းဖို့ကအဓိကတာဝန်တရက်တာဖြစ်ပါတယ်ဒီလိုဆုံးရှုံးရမှုတွေထပ်မဖြစ်ဖို့အတွက်လည်းကျွန်တော်တို့ຫນွေဦးတော်လှန်ရေးမှာနေ့ရက်တိုင်းပါဝင်နေကြဖို့တိုက်တွန်းကြပါတယ်အမေရော့ကန်သူရဲကောင်းတွေကိုကျွန်တော်တို့ကမှတ်တမ်းတင်ထားရခြင်းဟာຫນွေဦးတော်လှန်ရေးရဲ့သမိုင်းမှာဒီလိုသူရဲကောင်းတွေပေးဆက်ခဲ့ရပြီးအောင်ပွဲတွေရယူနိုင်ခဲ့ကြောင်းမှတ်တမ်းတင်ကြံရစ်စေခြင်းလိုပဲဖြစ်ပါတယ်အဖိနှိတ်ခံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကင်တော်လှန်ရင်းမြင့်မြတ်စွာအသက်ပေးသူကြာဆုံးသွားခဲ့ရတဲ့မိုးပြဲမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့133တပ်ရင်းကျွဲကြိုတက်ခွဲမှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ကျော်နိုင်ခေါ်ရဲဘော်နိုင်ဘူးအားကျွန်တော်တို့ support PDF မြန်မာမှာလည်းအလေးအနည်းပြုမှတ်တမ်းတင်လိုက်ရပါတယ်ရဲဘော်ရဲ့စွန့်လွတ်အနစ်နာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့အတူဒီຫນွေဦးတော်လှန်ရေးသမိုင်းကဘယ်တော့မှမေ့သွားလိမ့်မည်မဟုတ်ပါကြာဆုံးခဲ့ရတဲ့ရဲဘော်ကောင်းရာသူကတိလာပါစေဖက်စစ်အကြမ်းဖက်ဆင်အာဏာရှင်ကိုအမြင့်ပြတ်ချေမှုန်းရေးຫນွေဦးတော်လှန်ရေးမှာကြာဆုံးသွားခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုကြေကွဲဝမ်းနဲ့ဂုဏ်ယူလေးစားခြင်းများစွာဖြင့်အလေးအနည်းပြုမှတ်တမ်းတင်နေတဲ့ support PDF မြန်မာ YouTube channel ကိုနားဆင်နေကြရတာပဲဖြစ်ပါတယ်။ support PDF မြန်မာ YouTube channel ကိုကြည့်ရင်တော်လှန်ရေးမှာတထောင်တနေရာတွေကနေပါဝင်နေကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာမြင့်မြတ်စွာကြာဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်းထိုးနေရခြင်းဟာမြန်မာຫນွေဦးတော်လှန်ရေးမှာရဲဘော်တွေရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြာဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြန်မာနိုင်ငံရဲ့မှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရေးအတွက်အဖိနှိတ်ခံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကင်တွေပဲဖြစ်စေလက်နက်မကင်တွေပဲဖြစ်စေတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တစ်ချက်တဲတပွင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်း support PDF မြန်မာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည်